စပွန်ချစ်သူများအားလုံးမင်္ဂလာပါရှင်။ပဇွန်ကြိုက်ကြလားရှင်။ပဇွန်ဟင်းကိုတော့ခလျောလူကြီးပါအားလုံးကြိုက်ကြမှာတော့အမှန်ပါပဲရှင်။ဒါကြောင့်မို့လို့ဒီနေ့မှာစပွန်ဟင်းချုံမုတ်ကလေးနဲ့တွဲဖက်ပြီးပါဝင်ပစ္စည်းနည်းနည်းလေးနဲ့အရသာထိထိမိမိရှိလာတဲ့စီချွန်စတိုင်းပဇွန်မာလာစီမွေးချန်နီလေးကိုချက်ပြပေးတော့မှာပဲဖြစ်ပါတယ်။ဗီဒီယိုလေးကိုကျမနဲ့အတူအဆုံးထိအောင်လိုက်ပါကြည့်ရှုပေးဖို့ဖိတ်ခေါ်ပါရရှင်။ဒေဝိုးလေးကိုမီးပူပေးထားလိုက်ပါမယ်။ပဇွန်ကြော်ဖို့အတွက်ဒေဝိုးလေးကိုစီ3-4စွန်းလောက်ထည့်လိုက်ပါမယ်။ပဇွန်ကနည်းနည်းများတော့လေမမေက9စွန်းလောက်ထည့်လိုက်မယ်နော်ဘူးလို့စီလေးတွေစုလာပြီဆိုရင်ပဇွန်လေးတွေကိုထည့်လိုက်ပါမယ်ဒီပဇွန်လေးတွေကလေမမေဒီမှာကြောခွဲပြီးတော့သေချာတက်ရှင်းလုပ်ထားပြီးပါပြီဒီပဇွန်လေးတွေကိုကြောခွဲချိထုတ်ပြီးတော့သေချာတက်စအောင်စေကြောထားတာဖြစ်ပါတယ်ဒီပဇွန်လေးကိုစပွန်ချုံမုတ်ကလေးတစ်ဖက်စားစွန်းတစ်စွန်းလောက်ထည့်ပါမယ်စားလေးတစ်ဖက်စားစွန်းတစ်စွန်းလောက်ထည့်ပါမယ်မင်းတို့စပွန်ချုံမုတ်ကလေတဘာဝကြံကလောပီနဲ့ကြောင်းမှုတို့နဲ့ပြုလုပ်ထားတာဖြစ်တဲ့အတွက်အစားသာရှိပြီးသားဖြစ်ပါတယ်အများကြီးထည့်ဖို့မလိုပါဘူးဒီပစုံ50သားပါဒီ50သားရှိတဲ့ပစုံမှာစပွန်ချုံမုတ်ကလေးတစ်စွန်းပဲထည့်ရတာဖြစ်ပါတယ်စပွန်ချုံမုတ်အားဆိုရင်စားတကြားရောထားတာမဟုတ်တဲ့အတွက်ဒဇွန်းဆိုရင်လည်းဒဇွန်းအရသာထိထိမိမိနဲ့တာသွားပါတယ်အများကြီးထည့်စရာမလိုပါဘူးရှင်ဒဇွန်လေးတွေကဒီလိုအနေထားလေးဖြစ်ပြီဆိုရင်ဆက်ထားလိုက်ပါမယ်ပဇွန်ကြော်ပြီးလို့ကျန်တဲ့စီရဲကိုနည်းနေတဲ့အတွက်စီရဲ2စွန်းလောက်ဖတ်ထည့်ပါမယ်ဝါကြောင်းစီလေး2စွန်းလောက်ထည့်ပါမယ်ဒီဝါကြောင်းစီရလေနည်းနည်းထုံတဲ့အရသာလေးရှိတဲ့အတွက်စီတက်ပြီးတော့မကြိုက်လို့ရှင်တော့ဖယ်ထားလို့ရပါတယ်မဖယ်ထားစီဘူးဆိုလည်းထည့်ထားလို့ရပါတယ်စားတဲ့အခါကျတော့ဒီအစီလေးတွေဝါမိတဲ့အခါမှာထုံသွားတတ်တာကြောင့်မို့လို့လေမကြိုက်ရင်တော့ဖယ်ထားလိုက်ပါမမေကတော့ထည့်လိုက်ပါမယ်မဖယ်ထားတော့ပါဘူးမမေသမီးလေးကိုစကျင်လို့ပါသူဒီဟင်းပွဲလေးကိုစားတဲ့အခါမှာဒီအစီလေးကိုကိုက်မိသွားရင်သူထုံပြီးတော့လန့်သွားအောင်မမေကစကျင်လို့ပါဒီလိုပါပဲသားသမီးနဲ့မိဘဆိုတာလေဒါမိသားစုတစ်ခုမှာပြောစရာကိစ္စလေးတွေကိုမိသားစုထဲမှာဖန်တီးပေးခြင်းဟာမိသားစုကိုပုံမချစ်ခင်တွေ့တာနိုင်တာမို့လို့မမေကတော့မဖယ်တော့ပါဘူးရှင်ဒီစီအိုးရဲကိုထောင်းထားတဲ့ကြက်သွန်ဖြူလေးထည့်လိုက်ပါမယ်။မြုပ်သီးအစိမ်းလေးထည့်လိုက်ပါမယ်။မြုပ်သီးအမီလေးလည်းထည့်လိုက်ပါမယ်။ကျန်းငပြားကြီး3စွန်းလောက်ထည့်လိုက်ပါမယ်။ကျူးစီလေးတစ်စွန်းထည့်ပါမယ်။ညော်မုတ်ကလေးတစ်စုံထည့်ပါမယ်ခုနခတ်ထားတဲ့ပစုံလေးတွေထည့်လိုက်ပါမယ်ဒီပဲဆန်ကြော်ထားတာလေးထည့်လိုက်ပါမယ်ကျတော့မကလေးထည့်လိုက်ပါမယ်ဘူး
ဆိုရင်တော့ Sichuan style ပဇွန်မာလာဆက်မွေးလေးရပါပြီပွဲပြင်လာတော့မယ်ရှင်အခုဆိုရင်တော့အရသာရှိလာတဲ့ Sichuan style ပဇွန်မာလာစီမွေးလေးချက်လို့ပြီးဆုံးသွားပါပြီရတာရှိလာတဲ့ဒီဟင်းပွဲလေးကိုစွန်းရင်းချုံမို့လေးထက်ချက်ဖို့တော့မမြင်နဲ့တော့အရှင်မတွေလည်းလိုက်လို့စားကြည့်ကြပါနော်ပြောင်းမူကြံပလောပီနံဥရိုနဲ့ထုတ်လုပ်ထားပြီးဒီစပွန်လေးကိုချိုးကြကြထက်ချက်မယ်ဆိုလို့ရှိရင်ရမ်းကောင်းတဲ့ဟင်းလျာတစ်ခွက်ဖြစ်လာမှသိကြတယ်စားလိုက်လို့ကတော့ရှလွတ်နဲ့ရတာရှိသွားမယ်နော်စပွန်